ကဲအားလုံးပဲမင်္ဂလာပါနော်နေမွေရဲ့ YouTube channel လေးကနေပြီးတော့ကိုယ့်ရဲ့မိသားစုဝင်တွေအားလုံးကိုနေထွေးစွာပြန်လည်ကြိုဆိုလိုက်ပါတယ်နော်နေမွေ channel လေးကိုအားပေးနေကြတဲ့မိသားစုဝင်တဦးတယောက်ချင်းဒီတိုင်းစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပါစေစိတ်သွားတိုင်းကိုယ်ပါလုံးဆန္ဒတွေပြည့်ဝကြပါစေနေ့ရက်တိုင်းမှာမင်္ဂလာရှိတဲ့နေ့လေးတွေမင်္ဂလာရှိတဲ့ရက်ကလေးတွေကိုအမြဲတမ်းစိတ်ပိုင်ဆိုင်နိုင်ကြပါစေလို့ပရမဥစွာအနေနဲ့ဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါတယ်နော်ဒီမဲ့ channel လေးကကောက်တယ်လေးဖြစ်လို့ channel လေးကို subscribe မလုပ်ရသေးတဲ့မိသားစုဝင်တွေရှိမှဆိုလို့ရှိရင် channel လေးကို subscribe လေးတယောက်တစ်ချက်စီနေပြီးမှကြည့်ပေးပါ like လက်မလေးတယောက်တစ်ချက်နေပြီးဖြစ်လဲအားလုံးပဲအားပေးဝင်ရပေးပါနော်ကဲအားလုံးပဲဝင်လာခဲ့ပြီမယ်ကိုမရအားလုံးပဲဝင်လာပြီဆိုတော့နဲ့လက်မလေးတယောက်တစ်ချက်စီနေပြီးပါ channel subscribe မလုပ်ရသေးတဲ့မိသားစုဝင်တွေရှိမှဆိုလို့ရှိရင် channel လေးကို subscribe လေးတယောက်တစ်ချက်စီနေပြီးမှကြည့်ပေးပါတူးတင်တဲ့သက်ဆိုင်တဲ့နေရာလေးတွေမှာ share မ share လေးနဲ့ share ပေးပါမျှဝေလို့ရတဲ့နေရာလေးတွေမှာကိုတဦးတယောက်တည်းမဟုတ်ဘဲနဲ့အများမြင့်အများရအများပေါအောင်လို့မျှဝေပေးပါလို့နှိမ့်ဘက်ကတောင်းဆိုပါရနော်ကဲအားလုံးပဲဝင်လာခဲ့ပြီမယ်ဝင်လာပြီဆိုရင်တော့ဒီဗီဒီယိုဖိုင်လေးကိုကိုယ့်ရဲ့မိသားစုဝင်တွေအားလုံးကမရင့်မကြော်ဘဲနဲ့အစနေဆုံးထိကြည့်ပေးပါနှိမ့်ရဲ့ဗီဒီယိုဖိုင်လေးကိုကြည့်ပြီးလို့လဲကိုယ့်ရဲ့မိသားစုဝင်တွေအားလုံးကိုအကျိုးရှိစေမယ်လို့နှိမ့်ထင်ပါတယ်ဒီအတွက်ကြောင့်မလို့ကိုယ့်ရဲ့မိသားစုဝင်တွေကအပန်းမကျူးဆိုလို့ရှိရင်ဗီဒီယိုဖိုင်လေးကိုအစနေအဆုံးထိကြည့်ပေးပါနော်ကဲအားလုံးပဲဒီဗီဒီယိုဖိုင်လေးရဆိုလို့ရှိရင်နှိမ့်တို့9ရက်5လ2026ကြာသပတေးနေ့ညနေ4:30အတွက်ကိုနေမဘကပတ်တီးလေးတွေရွေးကွက်လေးတွေ main ကွက်လေးတွေကိုလာရောက်မျှဝေပေးခြင်းဖြစ်ပါတယ်အကြိုက်တူတဲ့မိသားစုဝင်တွေကကြိုက်ချင်းတူတဲ့ကဏ္ဍလေးတွေကိုယူပြီးတော့ကစားမယ်ကြိုက်ယူလို့ရှိရင်ကိုကြိုက်နေတဲ့ကဏ္ဍလေးတွေကိုနော်ကြိုက်ချင်းတူခဲ့မယ်ဆိုလို့ရှိရင်လိုက်ပြီးတော့ကစားလို့ရပါတယ်ကဲအားလုံးပဲပတ်တီးလေးရင်စပြောမယ်နော်ဒါပတ်တီးဒီညနေနေမလို့4:30အတွက်ကိုအားကောင်းသောပတ်တီးလေးနှလုံးထုတ်ပေးထားပါတယ်ပတ်တီးနေနေဆိုလို့ရှိရင်6ပတ်တီး4ပတ်တီးပါကိုကြိုက်နှစ်သက်ရတစ်လုံးလိုက်ကစားမယ်နော်ဒါနဲ့မှဒီညနေ4:30အတွက်ကိုတော့ဒီပတ်တီးလေးနှလုံးတီးတာလုံးဝအားကောင်းသောပတ်တီးလေးနှလုံးပါ6ပတ်တီး4ပတ်တီးပါအကြိုက်တူရင်လိုက်ကစားမယ်ကိုမရအောင်မယ်နော်ကီးနေနေဆိုလို့ရှိရင်ကီးလေးလုံးထုတ်ပေးတယ်တစ်လုံးညီအစင်းနေနဲ့ထုတ်ပါတယ်ခွေဆောရဝါသနာပါတဲ့မိသားစုဝင်တွေအခွေဝါသနာမပါတဲ့မိသားစုဝင်တွေဒီလေးလုံးတစ်လုံးညီလိုက်ကပ်ပြီးကစားပါနော်ကီးလေးလုံးဒီ356ခွန်လေးလုံးပါ356ခွန်လေးလုံးထုတ်ပေးထားပါတယ်တစ်လုံးလုံးကအညီအစင်းနေနဲ့ထုတ်ပေးထားတာပါကျိုင်းနေသားမှုရှိတဲ့မိသားစုဝင်တွေကလိုက်ပြီးတော့ကစားမယ်နော်နောက်တစ်ခါရွေးကွက်လေးတွေခေါ်ပေးပါမယ်ရွေးကွက်ကတော့ဒါ main ကွက်တော့မဟုတ်ဘူးရွေးကွက်ဆိုတာကတော့ကိုယ့်ရဲ့မိသားစုဝင်တွေတည်ရတိုင်းပဲเนาะဒါရွေးကွက်ဒီဘယ်လိုလဲဆိုတော့ဒီညနေအတွက်ကိုပတ်တီးရယ်ကီးရယ်နှမွေအားလုံးကိုချုပ်ပြီးတော့ရွေးကွက်လေးတွေထုတ်ပေးထားပါတယ်ကိုယ့်ရဲ့မိသားစုဝင်တွေအားလုံးကိုเนาะချိုင်းနေသားမှုရှိရဆိုတော့လိုက်ပြီးကစားပါတခါတည်းပြောရနော်ပတ်တီးညနေဒီညနေကနန်းကွက်ကိုထုတ်တာမဟုတ်ဘူးเนาะကီးနဲ့ပါအညီလိုက်ပြီးရွေးကွက်ထုတ်ထားပါတယ်တခြားလေးမှတ်သွားပါเนาะရွေးကွက်ကတော့နှမွေတို့ဘယ်နှကွက်ထုတ်လဲဆို6ကွက်ထုတ်ပါတယ်ဒါကီးလေးနဲ့လည်းသက်ဆိုင်ပါတယ်เนาะရွေးကွက်6ကွက်ဒီ4-6တခြားလေးမှတ်မယ်4-6ရယ်9ခွန်ရယ်4-6ရယ်9ခွန်ရယ်3-5ရယ်3ခွန်ရယ်နောက်တစ်ခုက8-5ရယ်8ခွန်ရယ်6ကွက်เนาะဒါဒီနှမွေတို့ရွေးကွက်ပါအားလုံးပဲ4-6 9ခွန်3-5 3ခွန်8-5 8ခွန်ဒါဒီကနန်းလေး6ကွက်ရှိမယ်နှမွေတို့เนาะပတ်တိမပတ်နိုင်တဲ့မိသားစုမနေအားလုံးကဒီကနန်းကွက်ကလေး6ကွက်နဲ့ main ကွက်ကလေးကိုတော့တင်ပြီးကစားစေချင်တယ်ဒီ main ကွက်တော့ဒီရွေးကွက်လေး6ကွက်ကဆိုလို့ရှိရင်လည်းဒါလုံးဝအလုံးမရှိအောင်လို့ဆိုပြီးတော့ထုတ်ပေးထားတာပါကြိုက်နေတတ်မှုရှိတဲ့မိသားစုနဲ့လိုက်ပြီးကစားမယ်เนาะနောက်တစ်ခုက main ကွက်3ကွက် main ကွက်3ကွက်ဒီ9-5ရယ်9-6ရယ်3-6ရယ်3ကွက်ပါเนาะ9-5ရယ်3-6ရယ် sorry 9-5ရယ်9-6ရယ်3-6ရယ်ဒါလေးပါပဲเนาะပတ်တိမပတ်နိုင်တဲ့မိသားစုဝင်တွေအားလုံးပဲเนาะဒါဒီရွေးကွက်လေးနဲ့ main ကွက်လေးကိုလိုက်ကစားဖို့နှမတိုက်တွန်းချင်ပါတယ်ကြည့်အားလုံးပဲเนาะဗီဒီယိုဖိုင်လေးကတလောက်ပါပဲအခုလိုဗီဒီယိုဖိုင်စာဆုံးကြည့်ပြီးရကိုယ့်ရဲ့မိသားစုဝင်တွေအားလုံးပဲစိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေနေ့ရက်တိုင်းမှာစီးပွားလလပါရေးဒီထက်မကကောင်းကြပါစေလို့ဆုမကောင်းတောင်းမိဗီဒီယိုဖိုင်လေးဒီမှာပဲရှင်းထားလိုက်ပါတယ်အားလုံးပဲကိုလက်ပါเนาะ